ရက်သီးကိုအစေးကနေစိုက်ဖို့မဆောင်ကျင်ဘူးလားအပင်ကြီးမြ мян ဖြစ်ပြီးအမြစ်တွေတန်တန်မာမာနဲ့ထွက်လာဖို့ဒီနီလန်းလေးကိုတုံးကြည့်ပါရှားဆောင်လက်ပတ်တုံးရှိုံနဲ့တင်လုံလောက်ပါတယ်ဗျာအရင်ဆုံးတန်ဆွမ်းတဲ့တရက်ကိုင်းလေးတစ်ကိုင်းကိုဖျက်ယူပါပြီးရင်ရှားဆောင်လက်ပတ်လက်တစစ်စာလောက်ကိုဖျက်ပြီးအထဲကကျဲတွေနဲ့တရက်ကိုင်းအရင်ကိုစိမ်ပေးလိုက်ပါဒါကတဘာဝအမြစ်ထွက်စေဖြစ်လှုပ်ဆောင်ပေးမှာပါဒီမှာတခုသတိထားရမှာကရှားဆောင်လက်ပတ်အတုံးလေးကိုအရင်မှာတခါတည်းကက်လျက်သားလေးထားပေးဖို့ပါပဲသူကကိုင်းကိုရေတက်မခန်းချောက်အောင်ထိမ့်ပေးထားနိုင်လို့ပါပြီးရင်တော့မြေစီလွှာကောင်းကောင်းရှိတဲ့အိုးထဲမှာစိုက်ပါရေကိုနည်းနည်းလောင်ပေးပြီးပလတ်စတစ်ခွက်အကြည်လေးနဲ့အုပ်ထားပေးပါဒါမှအဆိုတက်ကိုအမြဲထိန်းထားနိုင်ပြီးအမြင့်ထွက်တာပိုမြန်မှာပါအခုဆိုရင်24ရက်တိတိပြည့်သွားပါပြီကဲကြည့်လိုက်ပါဦးပြအကိုင်းကနေအဖူးတစ်လေးတွေထွက်လာတယ်လို့မြေကြီးထဲမှာလည်းအမြင့်တွေအများကြီးနဲ့အရန်တန်နေပါပြီဒီလိုတန်ဆွမ်းတဲ့အပင်လေးရပြီဆိုရင်တော့မိမိတို့စိုက်ချင်တဲ့မြေနေရာဒါမှမဟုတ်အိုးကြီးတဲ့ကိုပြောင်းစိုက်လို့ရပါပြီတကယ်ကိုလွယ်ကူပြီးထိရောက်တဲ့နီလန်းလေးပါအခုလိုစိုက်ပျိုးရေးနီလန်းကောင်းလေးတွေကိုသိရဖို့ကျွန်တော်ကို follow လုပ်ထားဖို့မမေ့နဲ့အောင်တော့အားလုံးပဲအဆင်ပြေကြပါစေ